Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Peter ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ Bokara Crab SMB ထဲမှာကျွန်တော်တို့တစ်ပင်တွေသွားခုတ်ပြီးလို့ရှိရင်Bokara Crab ကြီးကိုတွတ်တက်အောင်လို့အိမ်နေပါတယ်သွားဆောက်မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာဆိုလို့ရှိရင်တချို့လူတွေဆိုလို့ရှိရင်ကျွန်တော် Diamond Pool မှာမိုင်းနဲ့ရှိနေပြီเนาะကျွန်တော်ကတော့ဘာမှမရှိသေးဘူးဆိုတော့အစားအစာတွေလည်းအများကြီးလိုမယ်ဒီမှာကျွန်တော်အစားအစာတွေတော့ရှားရတယ်ဗျကျွန်တော်ခုနေတဲ့ base မှာကြတော့လေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ diamond တွေလည်းဘာမှမရှိသေးဘူးကျွန်တော်အစားအစာလည်းမရှိဘူးပေါ့နော်ဆိုကျွန်တော်တို့ဟိုပြောဒီပြောနေပဲကျွန်တော်မိုင်းနဲ့ကိုတွားလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တမားတွေမှာじゃ diamond ပူပါမှာရနေဗျာကျွန်တော်မှာတော့ဘာမှကိုမရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့မိုင်းတူးပါမယ်ကျွန်တော်ပေါင်းရအောင်ဒီ diamond packet ကလေဒီ server တွေကလူတွေကျွန်တော်ပေးထားတာကျွန်တော်ဟာလည်းကျွန်တော်လောက်ထားတာရှားထားတာမဟုတ်ဘူးเนาะဒီမှာဆိုရင်ကတော့ကျွန်တော် Sandy ဝင်လာနဲ့ကျွန်တော် Sandy ကိုကျွန်တော်လည်းဒီမိုင်းတူဖို့အတွက်ကျွန်တော်ခေါ်နေရပါတော့ဒါပေမဲ့ကျွန်တော် voice chat mode ကကျွန်တော်အလုံးမလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သူ့ကိုခေါ်တဲ့ဟာသူကြားမကြားတော့ကျွန်တော်မသိဘူးဗျဆိုသူ့မှာလည်းဘာမှမရှိသေးဘူးဆိုတော့ကျွန်တော်မိုင်းတူအောင်တူတူတွားကြပါမယ်ခင်ဗျာအိတ်ကြမယ်အိတ်မယ် sleep မယ်လာခမ်းလို့ခမ်းကုန်လာကြအိမ်မမိုးလင်းပါ yeah bro ဘာလို့အဲ့လိုရှင်မိုးလင်းသွားပြီဆိုကျွန်တော်တို့မိုးလင်းတာနဲ့ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးတွေလုပ်ပြီးလို့ရှင်เนาะကျွန်တော်တို့နေအောင်မိုင်းသွားတူးပါမယ်ဖြစ်ပါတယ်ခင်ဗျာ What the fuck တော့ဘာကြီးရောဆိုတော့ကျွန်တော်မိုင်းတူးနေရင်လည်းကျွန်တော်ကူပေါက်ကြီးတစ်ခုတွေ့ရတယ်ကျွန်တော်ရဲ့ဆန်းနေရဲ့နှစ်ယောက်သားပေါ့နော်ဒီကူပေါက်ထဲမှာသွားတယ်ပေါ့နော်သွားတဲ့ဟာမှာဘောက်ထဲမှာကျွန်တော်မော့တွေအများကြီးပဲဗျာဆိုတော့ကျွန်တော်သေးလိုက်ရှင်းလိုက်နေပဲပေါ့နော်ဟိုဒီနောက်ကအမှန်လေးချလိုက်ဟောရှေ့ကတော့သူ့ကိုကြည့်ငါတို့လိုက်လို့ရောက်ခွိပါရောက်နောက်ဆုံးနေရအောင်နောက်ဆုံးလို့မရလိုက်ဘူးကွာဖုန်းနဲ့ဆိုတော့ခက်တာပဲဘာလို့လာသရောက်မပြေးနဲ့ရောက်မင်းငါးကောင်လေးကိုခုနကမင်းဘာလုပ်ထားတာပြောစမ်းမင်းဘာလုပ်ထားလဲပြောစမ်းမင်းဘာလုပ်ထားမင်းပဲလိုက်ပြီးနှောက်ရှင်းနေနော်တနေ့တော့အစ်စိမိုင်းမတူအောင်ထီးပဲတယောက်ကို3ခါစီမိုင်းတွင်းထဲမှာမောတွေကြောင့်တေးပြီးသွားတဲ့နောက်မှာကျွန်တော်တို့2ယောက်အရန်ကိုမှလောင်နေပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ခုနကဆိုလို့ရှိရင်စက်ကလေးတန်ကျွန်တော်တို့ဆန်ဒီကိုပြစ်လိုက်တာဆန်ဒီရှော့သွားတာပေါ့နော်အဲ့ဒါလည်းကျွန်တော်သူ့ကိုပြန်ပြီးလက်စားချေရပါဆိုတော့ထပ်ပြီးလို့ရှိရင်ကျွန်တော်မောတွေအများကြီးနဲ့ကြုံတွေ့ရအောင်ပဲဆိုတော့လိုက်ရှိပေးကြပါဦးဆိုပြီးဒီမှာပြန်နေတယ် yeah so ရပြည့်တော့ပါဆိုတော့ဒီမှာဆိုရင်ကြတော့ကျွန်တော်ဆန်ဒီရလေကျွန်တော်ခေါ်ပြီးလို့ရှိရင်လည်းအရှိမကူပေါက်ကြီးရှိရဲတဲ့ဝင်ကြည့်လိုက်ဆိုတာနဲ့ကျွန်တော်လည်းဝင်ကြည့်လိုက်တာပေါ့တော့ဆန်ဒီကျွန်တော်တက်အဲ့ဒါကြောက်တော့လာတယ်ပဲနေပါတိသူမဝင်ရဲတာကျွန်တော်ကိုလှော်တာအကောင်လိုက်တယ်ဘယ်ကျွန်တော်ပစ္စည်းမရှိဘူးလို့လက်နဲ့ရရမှာဒီကောင်ကNo way bro ဟိုပြောလေရောင်ကြီးဒီမှာဆိုလို့ရှိရင်ကျွန်တော်အခက်ခဲပေါင်းများစွာနေပေါ့ကျွန်တော်မိုင်းရဲနေရတယ်ပေါ့ပြန်တက်လာပြီပေါ့အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ရက်ကဘာတွေပြောနေလဲမသိဘူးစားပိုင်းမှာတော့ကျွန်တော် line မကောင်းတဲ့အတွက်ကြောင့်မလို့တိချတော့မကြောက်ဘူးเนาะအဲ့ဒါကျွန်တော်မိုင်းလေးအတန်လေးကိုမြင့်နေပြီးလို့ရှိရင်ကျွန်တော်ညမိုးလင်းတဲ့အထိကျွန်တော်စောင်းလိုက်ပါတယ်ခင်ဗျာအကောင်တက်ဒီအလုံးလေးကဘာလုံးဒီလုံးလေးကဘာအလုံးလေးတော့ဘလို့ဆိုကျွန်တော်မိုးလင်းသွားပြီဆိုတော့ကျွန်တော်တို့လှုပ်ရှားရှိတယ်ကျွန်တော်ရဲ့ machine ဖြစ်တယ်ကျွန်တော်အိမ်ကိုစောက်ပါမယ်ဆိုတော့ကျွန်တော်ပစ္စည်းတွေအကုန်လုံးကျွန်တော်ရဲ့ chest ထဲမှာထည့်တယ်ထည့်ပြီးသွားလို့ရှိရင်တော့ကျွန်တော်အိမ်ကိုစောက်ပါမယ်ခင်ဗျာဘီကောင်းနေလာတွေ့နေတာပါ
ဒီမှာဆိုလဲကြည့်ဗျာဆာဗာတဲ့ PVP ခေါ်တွေကကျွန်တော်ဘလိုတွေတောင်ပြောနေလဲဆိုတာတော်တော်ကိုစိုးနေပြီ bro ရေဟာမလုပ်ပါနဲ့လို့သွေးမရှိတော့ဘူးလို့သွေးမရှိတော့ဘူးလို့ကျွန်တော်ပြောမကြားအောင်နဲ့တူတယ်ဒီပဲဒီမှာဆိုလို့ရှိရင်ကျွန်တော် brother yes ပေးထားတယ်ကျွန်တော်တရဖူးလေးပေးသွားပါဘောเนาะဆိုတော့တော်လေးကိုလာပါတယ်အဲ့ဒါပြီးတော့ကျေးဇူးအများကြီးလေးတင်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင် bro spider game ကြီးဝင်လာပြီးလို့ရှိရင်သူကျွန်တော်နေတဲ့ base နဲ့သူနဲ့ဝေးနေလို့ဆိုပြီးလို့ရှိရင်ကျွန်တော်ရက်ကနေပြီးလို့ရှိရင်ကျွန်တော်လမ်းပြောပြနေတာပေါ့နော်ဆိုတော့အိတ်ထောက်တာလေးပဲစစ်ပြီးတော့ကျွန်တော်သွားလိုက်အောင်ခင်ဗျာဆိုကျွန်တော်အိမ်ဆောက်တာလေးကတော့ပြီးတော့ပါပြီဘာလို့ကျွန်တော်ရက်လိုက်ရလဲဆိုလို့ရှိရင်ကျွန်တော်အိမ်ဆောက်နေတဲ့ဟာတော်တော်ကိုဖုံးကပူပြီးလို့ရှိရင် FP ကတော်တော်ကိုကြာနေလို့ပါခင်ဗျာဆိုတော့ကျွန်တော်အိမ်လေးကိုကျွန်တော်တစ်ချက်တော့လိုက်ပြပါမယ်ဖြစ်ပါတယ်ပြီးနောက်မှာကျွန်တော်လည်းရက်နဲ့ရှိတယ်ပေါ့နော်ဟုတ်အိမ်ဆောက်ကျွန်တော်အိမ်လေးလိုက်တာပါမယ်โอเคဆိုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် cycling လေးစိုက်ထားပါတော့ဘာလို့ဆိုတော့ဒီစာပါရဲ့သူတွေအကုန်လုံးငတ်ပြတ်နေရဆိုတော့ကျွန်တော်အိမ်ထဲမှာတော့ကျွန်တော်သုံးမွေးမရှိတော့ကျွန်တော်အဲ့ရတော့မလုပ်ရသေးဘူးပေါ့နော်ဆိုကျွန်တော်ဒါကတော့ကျွန်တော်အိမ်လေးပါဆိုတော့ Oh my god bro ဘာကြီးတော့ဟုတ်တယ်အဲ့ဒါဟုတ်တယ်အဲ့ဒါပါတယ်စာပါဆိုတော့ဒါကျွန်တော်စိုက်ခင်းလေးပေါ့နော်ဒီမှာဒါကျွန်တော်တို့ဒီနားလေးမှာကျွန်တော်နောက်ခါကျရင်စိုက်ခင်းလေးကိုတိုးချက်မယ်ဆိုပြီးလို့ရှိရင်တော့မရိုက်ပါနဲ့ဘရိုကြီးကျွန်တော်စားမရှိတော့ဘူးပေါ့ဒီမှာပေါ့နော်ကျွန်တော်စာပါအစမှာတော့ကျွန်တော် brother ရဲ့ပေးခဲ့တဲ့အဲ့ဒီအဆင်းရောက်အောင်တုံးလေးပေါ့နော်အဲ့တုံးလေးကဘယ်လိုလုပ်လို့လဲဆိုတော့ तू ကလက်မှာကင်ပြီးတော့ तू ကခုံးလိုက်လို့ရှိရင် तू ကအမြင့်ကြီးရောက်တယ်လို့ပြောပေါ့နော်အခုကျွန်တော်ဒရုန်းထပ်ပေးတယ်ပေါ့နော်ခုနကပေးတဲ့တုံးကကြာကျွန်တော်စာပါရဲ့လူခိုးသွားလို့ပေါ့နော်ဆိုထပ်ပြီးတော့ကျွန်တော်စမ်းကြည့်ပါမယ်ဆိုတော့ဟိုဘေးနားမှာတော့ကျွန်တော်အဲ့လိုမျိုးဟိုလာလေးတော့တက်တယ်ပေါ့နော်နည်းနည်းပဲမြင့်နေတော့ဘေးနားမှာတော့ကျွန်တော် effect လေးတစ်ခုတော့ရတယ်ပေါ့ဆိုကျွန်တော်အားလုံးကိုကျွန်တော်နှုတ်ဆက်ရမယ့်ချိန်ရောက်လာပါပြီခင်ဗျာဆိုတော့ဒီနေ့ဗီဒီယိုလေးကကျွန်တော်ဒီလောက်ပါပဲခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးသွားလို့ရပါခင်ဗျာဆိုတော့နောက်ဗီဒီယိုကြလို့ရှိရင်ဒီလိုမျိုးကိုကာတာ crack episode တွေလည်းကျွန်တော်အများကြီးတင်ဖို့ရှိပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲနောက်မှတွေ့ပါမယ်